ဘောလုံးကိုအေးအေးဆေးတည်ငြိမ်စွာနဲ့မော့ဆန်အောင်ကစားသွားတဲ့သူပြီးတော့ကွင်းထဲကအနုပညာရှင်ဒီလူကတော့ဒီမီတာဘာဘာတောဖာဘူဂေးရီးယားကနေဂျာမနီပြီးတော့ပရီးမီးယားလိကိုရောက်လာချိန်မှာတော့သူ့ရဲ့ဘောလုံးအနုပညာကိုကဘာကစတင်တည်ခဲ့ရပါတယ်2006မှာတော့တော့တင်ဟမ်ဟော့စပါရဲ့အမာကန်တိုက်စစ်မှုဖြစ်လာခဲ့ပါတယ်2008မှာမန်ချက်စတာယူနိုက်တက်ကိုစံချိန်တင်ပြောင်းရွှေ့ပြီးသူ့ရဲ့ရွှေကစ်ကိုတည်ဆောက်ခဲ့ပါတယ်လီးပင်တယ်လို့ထင်ရပေမဲ့လှပတဲ့ခြေထောက်လှုပ်ရှားမှုတွေအမ်မကန် fast touch တွေနဲ့ဂိုးရီဖန်တီဂိုးရီတွင်ခဲ့သူပါ2010-2011ရာသီမှာပရီးမီးယားလိဂိုတင်ပြန်ဖိခဲ့ပြီးမန်ယူနဲ့အတူဖလားပေါင်းများစွာစုကူးခဲ့ပါတယ်သူ့ရဲ့အထူးခြားတဲ့ကစားဟန်ကို lazy elegance လို့တောင်တင်စားခဲ့ကြပါတယ်ကွင်းထဲမှာဘလို့ဖီအားတွေရှိနေပါစေသူ့ဘောလုံးထန်းချုံမှုကတော့အမြဲတမ်းပြိုင်ဘက်ကိုအံ့အားသင့်စေခဲ့ပါတယ်ဘူဂေးရီးယားလက်ဝဲစဉ်အသင်းရဲ့ဂိုးအများဆုံးသွင်းထားတဲ့သူလည်းဖြစ်ပါတယ်သူဟာဂိုးသွင်းစကြီးတလုံးမဟုတ်ပေမဲ့ဘောလုံးအမှုပညာကိုချစ်ညက်နိုးသူတိုင်းရဲ့နှလုံးသားထဲမှာအမြဲရှိနေမဲ့ဘောလုံးမော်စရာတူပါပဲဒီမီတာဘာဘာတော့ဘောလုံးကွင်းကိုသူ့ရဲ့နီးစနစ်နဲ့မောဆန်အောင်ကစားသွားခဲ့တဲ့ဂန်နဝိန်းတူပါပဲနောက်ထပ်ပဲကစားသမားအကြောင်းသိချင်းလဲပြောခဲ့နော်